မင်္ဂလာပါရှင် Channel 14မြမြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သတင်းတွေကိုတင်ဆက်မယ့်သူကတော့ကျမအတင်စားတော့ပါအခုတင်ဆက်ပေးမယ့်အားကစားသတင်းတွေကတော့မြန်မာဖိုက်တာသွေးလင်းထက်နဲ့ထိုင်းဖိုက်တာချပါရက်တို့ရှင်ပြိုင်ထိုးသက်မည်ချန်ပီယံလိဝင်ခွင့်မရပါကချက်စီကစားသမားများလစာ30ရာခိုင်နှုန်းဝင်ကျရှော့ချခံရမည်ဈေးကွက်တန်ကြေးကျဆင်းမှုအများဆုံးကစားသမား10ဦးစရင်ထွက်ပေါ်လာစတဲ့သတင်းတွေကိုတင်ဆက်ပါမယ်One Championship ကကြီးမှုကျင်းပတဲ့ One Friday Fight ပြိုင်ပွဲမှာမွေထိုင်း Flyweight တန်ပွဲစဉ်အဖြစ်မြန်မာကျယ်ပွဲဖိုက်တာသွေးလင်းထက်နဲ့ထိုင်းဖိုက်တာချပါရက်တို့လာမယ့်မေလ10ရက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အပတ်စဉ်တောက်ကြနေတိုင်းကျင်းပနေတဲ့ One Friday Fight ပြိုင်ပွဲများမှာမြန်မာဖိုက်တာများဝင်ရောက်ထိုးသက်နေပြီးအခုရက်သက်တစ်ပတ်အတွင်းကျင်းပမယ့်ပြိုင်ပွဲမှာမြန်မာနိုင်ငံမှသွေးလင်းထက်ကထိုင်းဖိုက်တာချပါရက်နဲ့ထိုးသက်သွားမှာဖြစ်ပါတယ်။သွေးလင်းထက်က One Friday Fight ပြိုင်ပွဲမှာ10ပွဲထိုးသက်ထားရာ9ပွဲအနိုင်3ပွဲရှုံးနိမ့်ထားပြီးထိုင်းဖိုက်တာချပါရက်က One Friday Fight ပြိုင်ပွဲမှာ10ပွဲထိုးသက်ထားရာ10ပွဲနိုင်2ပွဲရှုံးရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်။သွေးလင်းထက်အနေနဲ့နောက်ဆုံးထိုးသက်ထားတဲ့2ပွဲဆက်တိုက်ရှုံးနိမ့်ထားတဲ့အတွက်ချပါရက်နဲ့ထိုးသက်ရမယ့်ပွဲစဉ်ကိုအနိုင်ရရှိရန်ပြင်ဆင်လေ့ကျင့်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။ချက်စီအသင်းကစားသမားများလာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်မရခဲ့ပါကလစာ30ရာခိုင်နှုန်းဝင်ကျရှော့ချခံရမှာဖြစ်ကြောင်းဗြိတိန်မီဒီယာတချို့ကဖော်ပြခဲ့ပါတယ်။ချက်စီအသင်းဟာကစားသမားအများစုကိုနှစ်ရှည်စာချုပ်ချုပ်ဆိုထားရမှာအခြေခံလစာနှုန်းထားကိုပြိုင်ဘက်အသင်းတွေလောက်ပေးချေခြင်းမရှိဘဲချန်ပီယံလိဝင်ခွင့်ရရှိမှုစုဖလားအောင်မြင်မှုရရှိမှုအပေါ်မူတည်ကလစာတိုးမြင့်ပေးတဲ့စနစ်ကိုကျင့်သုံးထားတာဖြစ်တယ်လို့သိရပါတယ်။ချန်ပီယံလိဝင်ခွင့်မရရှိပါကလစာလျှော့ချခံရမယ့်သဘောတူညီချက်ကိုလည်းစာချုပ်မှာထည့်သွင်းထားတာကြောင့်ချက်စီအသင်းမှာလစာအများဆုံးရရှိနေတဲ့ကစားသမားတွေအနေနဲ့တပတ်ကိုပေါင်3000ကနေ4000အကြားထိလျှော့ချခံရဖွယ်ရှိနေတာဖြစ်ပါတယ်။ Aston Villa အသင်းကအဆင့်9နေရာမှာရပ်တည်ပြီးယူရိုပါလိဖလားရယူနိုင်ခဲ့ပါကအဆင့်6နေရာကအသင်းမှာချန်ပီယံလိဝင်ခွင့်ရရှိမှာဖြစ်တာကြောင့်ချက်စီအသင်းမှာမျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်။
ချက်စီအသင်းကနီးပြစာပြီးကိုနီးပြတဲ့ဖြစ်ခန့်အဖို့စီစဉ်လျက်ရှိနေပြီးအသက်46နှစ်အရွယ်ရှိပြီဖြစ်တဲ့နီးပြစာပြီးကနီးပြဘဝတက်တန်းတစ်လျှောက်မှာအယ်ဆာဘာစီလိုနာစတဲ့ကလပ်အသင်းများကိုကင်တွယ်ခဲ့ပြီးအတွေ့အကြုံရှိတဲ့နီးပြတအူဖြစ်တာကြောင့်ချက်စီအသင်းကနီးပြတဲ့ဖြစ်ခန့်အရန်စီစဉ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ဦးချက်ဖာကြီးနေ့စဉ်မအစောကြီးတွန်နေပါလားရှင်တွန်းရမှာပေါ့ငါတူမရေဦးချက်ပါကြီးဝရိယရှိမှတောင်သူဦးကြီးတွေမြေကြီးကရွှေသီးလို့ဒီရေလာဝင်တိုးကြပါလေဘာဖြစ်လို့လဲဦးချက်ဖာရဒီကချက်ပါတဲ့စိတ်မြေဩဇာကိုဝရိယရှိယုံကြည်သုံးကြလို့တောင်သူဦးကြီးတွေမြေကြီးကရွှေသီးပြီးဒီရေလာဝင်တိုးနေကြပြီလေဟာဒီမှာကြည့်ဟုတ်ပါဦးချက်ဖာရေကျမတို့တောင်သူတော်လေးတွေလည်းသုံးတော့မေးတောင်သူဦးကြီးတွေရောဟာဒီကတောင်သူတော်လေးတွေရောအကုန်လုံးသုံးနိုင်ဖို့ချက်ဖာတဲ့စိတ်မြေဩဇာကိုလုံလောက်ဖြန့်ချီနေပါပြီဗျာအရင်သွေးပြေချက်ဖာတဲ့စိတ်မြေဩဇာချက်ဖာတဲ့စိတ်နော်ချက်ဖာတဲ့စိတ်ချက်ဖာတဲ့စိတ်မြေဩဇာကို Sky Home Company ဖုန်း39 669 993 388 09669 993 388မှာဆက်သွယ်မှာယူနိုင်ပါတယ်။ Transfer Market ရဲ့ဖော်ပြချက်အရလက်ရှိဈေးကွက်တန်ကြေးကျဆင်းမှုအများဆုံးကစားသမားစာရင်းမှာ Liverpool အသင်းမှာ Florian Wirtz နဲ့ Isak တို့ကထိပ်ဆုံးမှာရပ်တည်ခဲ့ကြတယ်လို့သိရပါတယ်။ Florian Wirtz ရဲ့ဈေးကွက်တန်ကြေးဟာ Sterling ပေါင်တန်130ထိရှိခဲ့ပေမဲ့အခုခါမှာဈေးကွက်တန်ကြေး Sterling ပေါင်တန်30ထိကျဆင်းခဲ့တာဖြစ်ပါတယ်။ Isak ကလည်း Newcastle အသင်းမှာကစားခဲ့ချိန်ကထိပ်တန်းအဆင့်ရှိခြေစွမ်းပြနိုင်ခဲ့ပေမဲ့အခုဘောလုံးရသည့် Liverpool အသင်းမှာဒဏ်ရာပြဿနာများကြောင့်ကာလရှည်အနားယူပြီးတော့ဈေးကွက်တန်ကြေးများလည်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ဈေးကွက်တန်ကြေးကျဆင်းမှုအများဆုံးကစားသမား10ဦးစင်းမှာ Florian Wirtz, Liverpool အသင်းမှာ Isak က Sterling ပေါင်တန်း20, Spa အသင်းမှာ Simon ကပေါင်တန်း20, Ahile အသင်းမှာ Nuna ကပေါင်တန်း20, AC Milan အသင်းမှာ Estupina ကပေါင်16တန်း, Liverpool အသင်းမှာ Frank ပေါင်ကပေါင်15တန်း, Chelsea အသင်းမှာ Gisdol ကပေါင်15တန်း, Lazio အသင်းမှာ Tavares ကပေါင်12တန်း, Juventus အသင်းမှာ Zahi Grover ကပေါင်17တန်းနဲ့ Arsenal အသင်းမှာ Gokarak ကပေါင်10တန်းအသီးသီးကျဆင်းခဲ့တယ်လို့သိရပါတယ်ရှင်။ Channel 4တက်မြန်မာပြည်သက်ကြီးများရှင်ဒရိုက်တာဆုံးမမရဲ့ကူပြီးနေဝင်ပုံမမီတာဟိန်းတီဟာချွတ်စစ်ဟန်အဝေါ်တန်တာတို့ပေါင်းပြီးတုပ်ဆောင်ထားတဲ့ကပူးလေးရုပ်ရှင်ဇာတ်ကားကြီးကို2026ခုနှစ်မေလ1ရက်နေ့မှာစတင်ပြီးအမှတ်15မုံကောင်းလဲဘောက်ထော်ရန်ကင်းမြို့နယ်မှာရှိတဲ့ Star Cinema အစိမ့်မြင့်ရုပ်ရှင်ကြီးမှာနေ့စဉ်ပွဲစဉ်နှစ်ပွဲကိုနေ့လယ်12:30နဲ့3:00အချိန်တို့မှာတောက်ကြနဲ့ကတက်လဲတဲ့အလဲကျရုပ်တင်စနစ်အတိုင်းပြသသွားတော့မှာဖြစ်ကြောင်းသတင်းကောင်းပါပါတယ်ရှင်Channel 4 မြန်မာရဲ့သတင်းတွေကိုတင်ဆက်လို့ပြီးပါပြီ။မင်္ဂလာရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။